ဤပြိုးတို့အခုရောက်နေတဲ့နေရာလေးက Vermont ပြည်နယ်ရဲ့အကြီးဆုံး cider mill တစ်ခုဖြစ်တဲ့ Coal Hollow Cider Mill ဖြစ်ပါတယ်။သူကဒီ Vermont ပြည်နယ်ထဲက Waterbury မြို့ထဲမှာရှိတာပေါ့နော်။ဒီနေရာမှာနာမည်ကြီးတာက Apple Cider နဲ့ Apple Cider Donut ပါ။ Apple cider နဲ့ apple juice ကမတူပါဘူးနော် Apple cider ကပန်းသီးတွေကိုတန်းစင်နဲ့ဖိသိပ်ပြီးတော့ချက်ချင်းအရည်ညစ်တဲ့ process နဲ့လုပ်ထားတဲ့ Apple cider အရည်ပါ Apple juice ကတော့ထုတ်ထားတဲ့အရည်တွေကိုအဖတ်တွေထပ်ဆင့်တယ်ပြီးကြက်ရှိခံနဲ့ preservative တွေထပ်ထည့်တယ် bacteria တွေတည်အောင်အပူပေးထားတဲ့နီးနဲ့ထုတ်ထားတဲ့ juice ပါ Apple cider ကပိုလက်ဆက်ပြီးတော့တဘာဝအရသာရှိလို့ပိုပြီးတော့တောက်လို့ကောင်းပါတယ်ပြီးတော့သူတို့ဆိုင်ထဲမှာလာတဲ့ visitor တွေကို Apple cider ကိုယ်တိုင်စမ်းတောက်လို့ရအောင်လုပ်ထားပေးပါတယ်။ tasting tank နဲ့ကနေပြီးတော့တစ်ခါသုံးခွက်လေးနဲ့ယူတောက်ကြည့်လို့ရတယ်။တကယ်ကိုအေးလေးနဲ့ချိုလေးအရန်ကိုတောက်လို့ကောင်းပါတယ်။ဒီနေရာမှာပဲ fresh apple cider ထုတ်တဲ့ process ကိုလည်းကြည့်လို့ရပါတယ်။ဒါပေမဲ့ဤဖြိုးတို့ရောက်တဲ့အချိန်ကနောက်ကျနေလို့ဗီဒီယိုတော့မရိုက်ခဲ့လိုက်ရပါဘူး။ဆိုင်ထဲမှာ local products တွေ honey တို့ maple syrup တို့ souvenir တွေကိုလည်းလက်ဆောင်အဖြစ်နဲ့ဝယ်သွားလို့ရပါတယ်။သူတို့မှာနာမည်ကြီးတဲ့ cider donuts က cake အသားလိုမျိုးပေါ့နော်ပန်းသီးရတာလေးမှုေးနေတဲ့ donut မျိုးမှာ Apple cider ကိုအပူအနေနဲ့ကောအေးအနေနဲ့ကောတောက်လို့ရပါတယ် donut နဲ့တွဲစားဖို့နှစ်မျိုးလုံးကိုဝယ်ပြီးစမ်းတောက်ခဲ့ပါတယ်ဒါပေမဲ့ဤဖြိုးကခိုး cider ကိုပို့ပြီးတော့ကြိုက်ပါတယ်နောက်ဗီဒီယိုမှာထပ်တွေ့မယ်နော် bye